ပါဏာတိပါဒကံကျူးလွန်တဲ့အခါသီလသမာဓိပညာကုန်မရှိတဲ့တိရစ္ဆာန်စတဲ့တတ္တဝါတွေကိုတတ်တဲ့အခါအကောင်ငယ်တဲ့တတ္တဝါတွေထက်အကောင်ကြီးတဲ့တတ္တဝါတွေကိုတတ်ရတာပိုပြီးတော့လုံလပြူရတဲ့အတွက်အကောင်ကြီးတဲ့တတ္တဝါတွေကိုတတ်တာပိုပြီးအပြည့်ကြီးပါတယ်ခန္ဓာကိုယ်ပိုကြီးတဲ့အတွက်ကြောင့်လဲအကောင်ကြီးတဲ့တတ္တဝါတွေကိုတတ်တာပိုပြီးအပြည့်ကြီးပါတယ်သီလသမာဓိပညာကုန်ရှိတဲ့လူစတဲ့တတ္တဝါတွေကိုတတ်တဲ့အခါသီလသမာဓိပညာကုန်နေတဲ့သူတွေထက်သီလသမာဓိပညာကုန်ကြီးတဲ့သူတွေကိုတတ်တာပိုပြီးအပြည့်ကြီးပါတယ်ခန္ဓာကိုယ်နဲ့သီလသမာဓိပညာကုန်တူတဲ့တတ္တဝါတွေကိုတတ်တဲ့အခါတတ်တဲ့ပုဂ္ဂိုလ်ရဲ့ကိလေသာစိတ်တွေတတ်ဖို့အတွက်လုံလပြူတာတွေနူးညံ့တဲ့သူထက်ကြမ်းတမ်းတဲ့သူကပိုပြီးအပြည့်ကြီးပါတယ်